Hi ဖို့ကဖို့ကို social media မှာတော်တော်များများက daily vlog တင်တဲ့အမကြီး gym ဆော့တဲ့အမကြီးကိုပိုင်လုပ်တဲ့အမကြီးလက်တလုံးနာမည်ကြီးနေတဲ့ phone wallpaper အမကြီးစားတဲ့တိုက်တယ်တွေနဲ့ဖို့ကိုတီးကြရပေါ့နော်ဖို့က vlog လုပ်တာကြာရင်ပဲတခါမှဖို့ကိုဘူးတေချာမိတ်ဆက်ပူပါဘူးဒီနေ့ကတော့ဖို့ကဘူးတေချာလေးမိတ်ဆက်ပေးပါမယ် So this is me and this is my storyဖူးနဲ့မယ်ကတော့ဖူးတင်တွေပါအသက်က29နှစ်ပါဖူဟာ content creator တယောက်ဖြစ်ပြီးလက်ရှိမှာစာကြည့် Health and Wellness ရဲ့ co-founder တယောက်ပဲဖြစ်ပါတယ်ငငယ်ရဖူဟာကြိတ်ကန်ကန်လေးပါဖူဓာတ်ပုံတွေဗီဒီယိုရရတာကြိုက်တယ်ဖူရဲ့ဘဝမှာနေ့တိုင်းလှုပ်ဖြစ်နေတဲ့အရာဆိုလို့ရှိရင်တော့ဖူဖျားရှိခိုးတာနဲ့ coffee တောက်တာပဲဖူက coffee ရမ်းကြိုက်တယ်အပေါင်းအသင်းလဲနေပြီးတော့အရင်နှီးဆုံးဆိုလို့လွန်ခဲ့တဲ့10နှစ်ထဲကအတူတူရှိလာတယ်ဖူရဲ့ချစ်သူတယောက်ပဲရှိရယ်ဖူဟာ National Management Degree College ကနေပြီးတော့ Bachelor of Business Management နဲ့ BPM ဘွဲ့ရထားပြီးတော့တောက်လျှောက်ကျောင်းပြီးရ corporate life ထဲဝင်လာခဲ့တယ်corporate life မှာ9နှစ်လောက်လုပ်ရင်းနဲ့2024ကျွန်းမှာတော့ဘူကိုပိုင် business လေးစဖို့အတွက်ဘူ corporate life ထဲကနေထွက်ခဲ့ပါတယ်။လုံးနေတဲ့တောက်လျှောက်တွေမှာ work life balance မမျှဖြစ်ပြီးတော့ဘူရဲ့ body weight ကအဆိုးဆုံးအခြေအနေကိုရောက်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲဘူဒေါက်တာဆွမ်းထက်နဲ့တွေ့ပြီးတော့ဘူရဲ့ life style ကိုစနစ်တကျပြောင်းလဲပြီးတော့ဖြည်းဖြည်းချင်းဆရာကနေပြီးတော့ဝေးချပေးခဲ့တယ်။ဒီကြောင့်ဒီတစ်လျှောက်လုံးကိုလည်းဘူလိုမျိုးအလုပ်ရမ်းရှုပ်တဲ့ခြားရကနေပြီးတော့ body transform လုပ်ချင်တဲ့သူတွေကိုအားပေးလို့ရအောင်ဆိုပြီးတော့ဘူ vlog လေးစခဲ့တယ်။အလိုကနေပြီးတော့ပိုတစ်နှစ်လောက်ကြာတဲ့အခါမှာတော့ဆရာနဲ့တူတူတိုင်ပင်ပြီးတော့စာကြည့် Health and Wellness ကိုပို့စခဲ့တယ်။စာကြည့်မှာကဘူးလိုမျိုး live ဆိုင်ပြောင်းပြီးတော့ weight ချဖို့လိုအပ်တဲ့သူတွေအတွက် 1-on-1 program အသက်50နဲ့အထက်လူကြီးတွေသွေးတိုးစီးချိုရှိတဲ့အတွက်ကြောင့်မလို့ live ဆိုင်ပြောင်းဖို့လိုအပ်နေတဲ့သူတွေအတွက် guardianship program အရှိရဲ့ 1-on-1 program တွေဘူးလိုစီမှာရှိပါတယ်။ဖိုးကအဲ့ဒီမှာတော့ operation နဲ့ BT ဘိုင်းကိုတာဝန်ယူထားပါတယ်။ content အများစုကကြတော့ဟိုက daily vlog လေးရရတာကြိုက်တဲ့သူမို့လို့ daily vlog လေးတွေရှိမယ်ပြီးတော့ healthy lifestyle vlog လေးတွေအများကြီးရှိမယ်ကိုကိုရိုင်းကဝေးချနေတဲ့သူဖြစ်တာကြောင့်မို့လို့ကိုရဲ့ exercise ကိုဘယ်လိုစူးစမ်းပန်းစားလုပ်နေရဲဆိုတဲ့ vlog လေးပါမယ်ကိုရိုင်းကကိုပိုင်စီးပွားရေးတစ်ခုကိုစနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘူးကြုံတွေ့ရတဲ့ ups and downs တွေကိုရဲ့ experience တွေကို sharing လုပ်ထားတဲ့ vlog လေးပါမယ်fan vlog အနေနဲ့ဆိုလို့ရှိရင်တော့ကိုရဲ့ wedding ကအခုဒီနှစ်ထဲမှာရှိရမို့လို့ကိုရို wedding အတွက်ပြင်ဆင်ထားတယ်ပြီးတော့ new life update အတွက်ကိုရိုတွေပြင်ဆင်တဲ့ဟာလေးတွေ lifestyle vlog လေးရိုက်ဖို့ရှိပါတယ်ပွဲဗီဒီယိုတွေကိုအစောရကြည့်ရလို့ရှိရင်လည်းကျေးဇူးများကြီးတင်ပါတယ်။ဖို့ကိုအခုမှစပြီးတော့တည်ရသူတွေရှိရင်လည်း welcome ပါ။ကိုရဲ့ဘဝမှာကဘလို့ script တွေလာမယ်ဆိုတာမသိပေမဲ့ဖို့အတူတူ grow ဖြစ်ကြမယ်။ပြီးတော့ကိုရဲ့ experience တွေကနေအစိမ်း learning လုပ်ကြမယ်။ပြီးတော့ကိုရဲ့လုံးဝကောင်းမွန်တဲ့ positive vibe အပြည့်ရှိရဲ့ community တခုကိုဖို့အတူတူတည်ဆောက်ချင်ပါတယ်။ကိုရိုင်းက lifestyle vlog လေးကိုကြည့်ရကြိုက်တဲ့သူဆိုလို့ရှိရင်တော့ကိုရဲ့ page လေးကို follow လုပ်ပေးခဲ့ပါအောင်နော်။ကိုကမိတ်ဆက်ပေးပြီးဆိုတော့ရင်းနှီးသွားအောင် comment မှာကိုအကြောင်းလေးတွေကိုရေးပေးခဲ့ပါအောင်။ဖို့ connect လုပ်ကြမယ်။ Bye friend, see you soon.